ကြားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့ကို2025နှစ်တောင်ကိုဖျားခင်ပို့ဆောင်ပေးခဲ့ပါတယ်ကျမ်းမာတဲ့အခါတွေလည်းရှိတယ်ဖျားနာတဲ့အခါတွေလည်းရှိတယ်ပျော်ရွှင်ရတဲ့ခိုက်တဲ့တွေလည်းရှိတယ်ဝမ်းနည်းခြင်းတွေလည်းရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့တည်င်းတွေကြည့်အောင်မကောင်းတဲ့အရာတွေကများတယ်ပေါ့နော်ဒါပေမဲ့လည်းပြီးလို့ရှိရင်တို့ဘေးရောရှိသေးတယ်ဟိုအကျဉ်းစားဆိုနော်တို့ပါတယ်အကြမ်းမရပါကကြီးစင်းလာမယ်ဟိုမှာတရုပ်ဆိုမယ်ဒါတော့ပါနှင်းဖြစ်တယ်ညာနှင်းဖြစ်တယ်ပေါ့နော်တို့ယုံကလေးတွေခွေးကလေးတွေအဲ့ဒါလိုနေတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူသားသမီးတွေကတော့ဘုရားသခင်ရဲ့နှင်းဖြစ်ပါတယ်ခရစ်နှင်းဖြစ်တယ်နော်2026လာမယ့်နှစ်တွေကလည်းဘုရားသခင်ရဲ့နှင်းဖြစ်ပါတယ်ကျွန်တော်တို့ဆက်လက်ပြီးတော့ပို့ဆောင်နေမှာဖြစ်ပါတယ်ကျွန်တော်ကိုရိုနာဝေးသွားလို့မဖြစ်ဘူးဆိုတဲ့ဒီချင်းလေးကိုချီးမွမ်းခြင်းပါတယ်ကိုတော်ချီးမွမ်းခြင်းမှာကျွန်တော်ကတချင်းနည်းနည်းပါးပါးရေးရတယ်ဟုတ်တော့နော်တချင်းတွေတော့ရေးတော့ကျွန်တော်ခရစ်စမတ်တချင်းလေးတစ်ပုဒ်ကိုရေးတဲ့အခါမှာလုံခဲ့တဲ့နှစ်2000မှာဖျားခင်စင်ကြွလာတယ်ဆိုပြီးတော့ကျွန်တော်ဒီယူလာပြီးပဲလေးမှာအဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်ရေးတဲ့အခါမှာကျတော့ကျွန်တော်ဇနီးကဘာပြောလဲဆိုတော့ရှင်းတဲ့ချင်းအားတဲ့လုံခဲ့တဲ့အနှစ်2000အကြောင်းကြီးတော့အနှစ်3000ကြာရင်ရှင်းတဲ့ချင်းကဆိုလို့မရတော့ဘူးလေသူကအဲ့လိုမျိုးတွေးပြီးတော့ကတိကတ်တာပေါ့နော်ကျွန်တော်ဖဲ့လိုက်တော့နော်ဖဲ့လိုက်တော့ကျွန်တော်ဘာမှမပြောဒီမှာလို့မိမလို့မင်းကြတော့လို့ကိုယ်တော့မချီးမွမ်းမဲ့သူများချီးမွမ်းတာလိုက်ပြီးတော့လိုက်နောက်နေတယ်ပေါ့နော်ပြစ်ပြောတယ်ဆိုတော့အားလည်းတရက်လေးကြောက်လည်းကြောက်တော့သူသားအိမ်ပြန်ကျွန်တော်ဘိုးဘအင်းစိတ်မှာကြောင်းတယ်တော့ပြန်လာတဲ့အခါမှာသူအိတ်ခံပြီးဆိုတော့အများနဲ့သူပုံပြောခိုင်းတယ်ပေါ့နော်ပုံလည်းပြောအားလည်းဘာပုံပြောအောင်လဲတဲ့သားရဲ့တဲ့အမိုးလည်းမပြောတဲ့ဆိုတာသူသားဟိုပါတဲ့သခင်ယေရှုမွေးဖွားတဲ့အကြောင်းပြောပြပါတဲ့ဒါတို့အကြောင်းမှာပြဆက်ကားတဲ့အကြောင်းပြောပြတယ်ပြဆက်ကားတဲ့အကြောင်းသူပြောပြတာပေါ့နော်သခင်ယေရှုကတော့ဒီဘယ်လိုမျိုးမှမွေးဖွားလာတယ်ခုနကောင်းကင်တမန်တွေရောက်လာတယ်ဘုံဘုံပြောတာမှားနေတယ်တဲ့ဒါတို့ပြဆက်ကိုတဲ့တေချာပြန်ကြည့်လိုက်အောင်နဲ့ကျမ်းစာထဲမှာအဲ့လိုမျိုးပြောတာမဟုတ်ဘူးနော်သူဆရာပြန်တက်တယ်ပေါ့ဒါပေမဲ့ခုနကျွန်တော်ဆိုလို့တဲ့ဘောကတော့ဒီလိုပဲဆိုစီတောင်းကိုကျွန်တော်တို့ကပဲအချိန်ဒီမှာပဲဖြစ်ဖြစ်ဘုရားသခင်ကိုကျွန်တော်တို့ချီးမွမ်းဖို့လိုပါတယ်ဒီချီးမွမ်းရေးအကြောင်းလေးကိုပြောရင်းနဲ့ကိုရိုနာဝေဒနာမဖြစ်ဘူးဆိုတဲ့ဓမ္မတေချင်းလေးကိုချီးမွမ်းနေပါတယ်
Jangan bilang si demo, kasih nama, jawab apa ni lah.